customer တွေက order တင်လိုက်တဲ့အခါမှာအချိန်ကြာမြင့်စွာစောင့်ကြရမလို့ပဲနဲ့အချိန်မီဝန်ဆောင်မှုပေးလိုပါသလား EBS Enterprise Software ရဲ့ POS system ဖြင့် order တွေကိုစောင့်ဆိုင်းချိန်ကိုရှော့ချနိုင်ပြီးတော့မှဝန်ဆောင်မှုကိုပုံမှန်မြန်ဆန်စေနိုင်ပါတယ်။ဆိုင်ရဲ့ community store တွေကိုတိတိကျကျထိန်းချုပ်လိုပါသလား EBS Enterprise Software က real time inventory tracking လုပ်ပေးနိုင်ပြီးတော့မဖြစ်မနေလိုအပ်တဲ့ကုန်ကျန်းပစ္စည်းတွေကအစားအလွယ်တကူထိန်းချုပ်စေနိုင်ပါတယ်။ဘယ် coffee နဲ့မုန့်တွေကအယောင်ရဆုံးနဲ့ရောင်းအားကောင်းတဲ့အချိန်တွေကဘယ်ချိန်တွေလဲဆိုတာတွေကိုလွယ်လွယ်ကူကူနဲ့ကြည့်ရှုလိုပါသလား EBS Enterprise Software ကလူချင်းမင်းတို့လုပ်ငန်းအတွက်အရေးကြီးတဲ့အစီရင်ခံစာအချက်အလက်တွေကိုစနစ်တကျတွက်ထုတ်ပေးနိုင်ပါတယ်။ဈေးကွက်သုံးသပ်မှုတွေရောင်းအားတွေနဲ့ကုန်ကျစရိတ်တွေကိုအလိုလျောက်တွက်ချက်ပေးနိုင်တာဖြစ်တဲ့အတွက်ဘယ်ကုန်ပစ္စည်းတွေကတော့ရောင်းအားဖို့ကောင်းနေဆိုတာကိုလည်းလွယ်ကူစွာသိရှိစေနိုင်ပါတယ်။ EBS Enterprise Software အသုံးပြုပြီးတော့စီမံခန့်ခွဲတဲ့အခါမှာဝန်ထမ်းတွေအတွက်လည်းလွယ်ကူချောမွေ့စေပြီးတော့မှ customer တွေအတွက်လည်းပိုမိုစိတ်ကျေနပ်စေနိုင်မှာပဲဖြစ်ပါတယ်။ ID Star မှာကျွမ်းကျင်တဲ့ trainer တွေက software ကိုအသုံးပြုတတ်အောင်ငွေစရင်ပစ္စည်းစရင်အကျွေးစရင်နဲ့အရှုံးအမြတ်တွေကိုစစ်တက်လာအောင်လုပ်ငန်းအရာဖြစ်စေ online ကဖြစ်စေအသေးစိတ်သင်ကြားပြသပေးမှာဖြစ်တာကြောင့် software အသုံးပြုတတ်မှာကိုလည်းစိတ်ပူစရာမလိုတော့ပါဘူး။ ID Star ရဲ့ EBS Enterprise Software ကိုအသုံးပြုထားတဲ့အောင်မို Cake and Bakery ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။အောင်မြင်တဲ့ coffee ဆိုင်တစ်ခုဖြစ်ဖို့အတွက်မြန်ဆန်စနစ်ကျတဲ့စီမံခန့်ခွဲမှုမျိုးကိုမဖြစ်မနေလိုအပ်ပါတယ်။လူကြီးမင်းတို့လုပ်ငန်းများမှာကွန်ပျူတာ system နဲ့စနစ်တကျထိန်းချုပ်လိုရဆိုရင်တော့39 9811 535951 691နဲ့53591692များကိုဆက်သွယ်ပြီးတော့ID Star ရဲ့ကျွမ်းကျင်တဲ့ software consultant များနဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။